အားလုံးပဲမင်္ဂလာပါ Story Rush Recap Channel ကနေကြိုဆိုလိုက်ပါတယ်ဗျာဒီနေ့မှာတော့အချစ်အမုံတစ္ဆာဖော်မှုနဲ့အာမန်တွေပြည့်နှက်နေတဲ့ Superhero မလေးတယောက်ရဲ့ဘဝအကြောင်းကိုတင်ဆက်ပေးသွားမှာပါရှင်ဆက်ကုံရဲ့ခေါင်းဆောင်ယူဂျိုဟာမြို့ထဲမှာအနိုင်ကျင့်နေတဲ့ဟာအိုတိုကုံကိုနှိမ်နှင်းထုတ်စ조사ရင်းသူတို့ရဲ့ခေါင်းဆောင်ရှောင်းနဲ့တရားကြီးပေါ်မှာထိတ်တိုက်တွေ့ခဲ့ပါတယ်ယူဂျိုဟာမိန်းကလေးဖြစ်ပေမဲ့ယောက်ျားရင့်မာကြီးတွေကိုတယောက်တည်းနဲ့အလဲထိုးနိုင်တဲ့အထိတန်မာသူပါဒါပေမဲ့တိုက်ပွဲအပြင်းထန်ဖြစ်နေတော့မှပဲယူဂျိုဟာရုတ်တရက်ခေါင်းကိုက်ဝေဒနာခံစားလိုက်ရပြီးတတိလွတ်သွားတဲ့အချိန်မှာရှောင်းရဲ့တိုက်ခိုက်မှုကြောင့်တရားပေါ်ကနေမြစ်ထဲကိုပြုတ်ကျသွားခဲ့ပါတယ်။သူမရဲ့တပြက်ရင်လီယောင်ကကယ်ဖို့ကြိုးစားပေမဲ့နောက်ကျသွားခဲ့ပါပြီ။လူတိုင်းကတော့ယူဂျိုတေဘီတို့ထင်ခဲ့ကြပေမဲ့ဒါဟာဇက်လိုင်းရဲ့အစပဲရှိပါသေးတယ်ဗျာ။မြစ်ထဲမျောပါသွားတဲ့ယူဂျိုကိုဝေါင်လို့တားဖာကဆယ်ယူခဲ့ပါတယ်။ယူဂျိုနိုးလာတဲ့အခါမှာတော့သူမဟာအတိတ်မိတ်သွားပြီးဘာကိုမှမမဲမိတော့ပါဘူး။ဒါကိုအခွင့်ကောင်းယူပြီးလဲလာတဲ့ဝေါင်ကယူဂျိုကိုသူ့ရဲ့စိတ်ဆက်ထားသူပါလို့လိန်ညာခဲ့ပါတယ်။တကယ်တော့ဝေါင်ဟာယူဂျိုရဲ့တန်မာမှုကိုအသုံးချပြီးတထေးသားဟောင်ရဲ့အကိုဖြစ်သူကျန်းနဲ့ရှင်ပြိုင်ဖို့စီစဉ်ခဲ့တာပါကျန်းခွေတာကလည်းပွဲတိုင်းကိုလက်ထိုးပြီးနိုင်အောင်လှုပ်ထားတဲ့လက်ဝက်သမားအတူကြီးပါတောင်မာတက်ကွင်းထဲမှာလူတိုင်းကယူဂျိုကိုမင်းကလေးမို့လို့အထင်သေးခဲ့ကြပေမဲ့တကယ်တမ်းပွဲစားရဲ့အခါမှာတော့ယူဂျိုဟာကျန်းကိုတစ်ချက်ထင်းနဲ့အလဲထိုးပြပေးလိုက်ပါတယ်ဒီကိစ္စကြောင့်တထေးသားဟောင်ကဒေါသထွက်ပြီးဝေါင်ကိုပစိန်နဲ့ပေါက်တက်ဖွေလှုပ်တဲ့အချိန်မှာယူဂျိုကပစိန်ကိုလက်ပလားနဲ့ဖမ်းပြပြီးဝေါင်ကိုကဲတင်ခဲ့ပြန်ပါတယ်ဗျာဒါပေမဲ့ဝေါင်ကတော့ယူဂျိုအပေါ်သစ္စာမရှိခဲ့ပါဘူး။ဟောင်ကယူဂျိုကိုတက်ဖို့အထွေမြို့ထဲကနာမည်ကြီးဂုံစတာ၃ဂုံကိုငွေအများပြားပေးပြီးငှားလိုက်ပါလေ။အဲ့ဒီမှာတင်စနိုက်ပါသမားတွေလူမိုက်တွေနဲ့မြို့ထဲမှာရုံရင်ဆန်ခတ်တွေထိကုန်ပါတော့တယ်။တစ်ဖက်မှာလည်းယူဂျိုကိုတရားပေါ်ကနေတွန်းချခဲ့ပဲရှောင်းဟာလဲဟောင်စီကိုရောက်လာပြီးယူဂျိုကိုတက်ပေမဲ့လို့ကတိပေးခဲ့ပါလေ။အခြေအနေတွေမဟန်တော့မှန်သိခဲ့ဝေါင်ဟာသူ့အဖေကိုကယ်ဖို့အတွက်ယူဂျိုကိုစေးတိုက်ပြီးဟောင်စီကိုထပ်မံတက်စာဖောက်ပြီးအနိုင်ခဲ့ပြန်ပါတယ်။ဟောင်ကယူဂျိုကိုဖမ်းဆီးပြီးလျှက်စစ်ရှော့တိုက်ပြီးအညိုးကြီးနှိပ်စက်လိုက်တဲ့အချိန်မှာပဲထူးဆန်းကြယူဂျိုရဲ့မှတ်ဉာဏ်တွေအကုန်ပြန်ရလာခဲ့ပါတယ်။သူမဟာရှင်ဆက်ဂုံရဲ့ခေါင်းဆောင်ဖြစ်တယ်ဆိုတာနဲ့သူမကိုတက်စာဖောက်ခဲ့တဲ့လီယောင်ရဲ့မျက်နှာကိုပါအကုန်ညင်အောင်လိုက်ခဲ့ပါတော့တယ်ဗျာ။မှတ်ဉာဏ်ပြန်ရလာတဲ့ယူဂျိုဟာသူမကိုနှိပ်စက်တဲ့လူတွေအကုန်လုံးကိုတယောက်တည်းနဲ့နှိမ်နှင်းပြီးထွက်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့ယူဂျိုဟာသူမကိုတက်ဖို့ကြိုးစားတဲ့လီယောင်ရှောင်းနဲ့ဟောင်တို့ရဲ့လူမိုက်အုပ်စုကြီးကိုအပစ်အသက်ရင်ဆိုင်ခဲ့ပါတယ်။ဝေါင်ကလည်းနောက်ဆုံးမှာနောင်တရပြီးယူဂျိုကိုကာကွယ်ဖို့သူ့အသက်ကိုတောင်ဆက်သေးပြီးလီယောင်ကိုဖက်ပြီးတရားပေါ်ကနေဘုံနဲ့ခုန်ချဖို့ကြိုးစားခဲ့ပါတယ်။ဒီတိုက်ပွဲဟာတကယ်ကိုရင်သက်ရှူမောပဲပါတယ်